အဲ့တော့ဒီ entering data bounds and amount form ဆိုတဲ့ဥစ္စာကland ကိုကြည့်လိုက်တဲ့အခါမှာ you should already know the forms in the database application are objects that can be used to create user interface ကို teacher တို့က create လုပ်နိုင် for the database application အတွက်ပေါ့နော် while creating a database file create လုပ်တဲ့အခါမှာတော့ developer can create a file and link it to one or more table တွေတစ်ခုထပ်ပို့ပြီးတော့မှချိတ်ဆက်ပြီး form ကိုလုပ်လို့ရတယ် this file can then be used as import သူ့ကို teacher က import အနေနဲ့သုံးတယ် display or edit data directly from a table ရ data တွေကို display လုပ်နိုင်တယ် edit လုပ်နိုင်တယ် edit form ကိုဘာလို့ခေါ်လဲဆို bound form လို့ teacher တို့ကခေါ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ database developer can also create a form which are not linked to a table ထဲမှာပဲ table နဲ့ link ချိန်ထားတာမဟုတ်တဲ့ဥစ္စာ this form ကို unbound form လို့ခေါ်ပါတယ် unbound form ကိုဘာအတွက်သုံးသလဲဆိုလို့ရှိရင် teacher တို့က navigation menu အတွက်သုံးပါတယ်အဲ့တော့နောက်တစ်ခုက in relational database form can be bound more than one table data from the second table ရလာတဲ့ဥစ္စာကို set form လို့ခေါ်ပါတယ် okay teacher ကဒီနေရာမှာ clay တို့ကိုသုံးခု create လုပ်ပြရမယ် bound form ရယ် unbound form ရယ် set form ရယ်ကို teacher က create လုပ်ပြရမယ် set form ဆိုတာဘာလဲဆို data from the second table ရလာတဲ့ data ကိုပြောတာဆိုတော့ okay teacher တို့ customer table ကို select မှလိုက်တယ် create ထဲသွားပြီးတော့မှ form ကိုနှိပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင် teacher တို့ကဘာထွက်လာလဲဆိုရင် form ထွက်လာတယ်အဲ့ဒီထွက်လာတဲ့ form ကို bound form လို့ခေါ်တယ် bound bound form အဲ့ဒီ customer table ထဲမှာပါတဲ့ဒါ table လေးပေါ့ order table ဒါ customer table လေး customer table ကို form လုပ်လိုက်တာ order table ပါတွဲပါလာတယ်ဘာဖြစ်လို့ order table ပါတွဲပါလာတာလဲ relationship ချိတ်တဲ့အချိန်တော့ customer နဲ့ order နဲ့ relationship ချိတ်ထားတယ်ဒီအဲ့ဒါကြောင့်မလို့သူ့ရဲ့ table ပါပါလာဒါကို set form လို့ခေါ်ပါတယ်အဲ့တော့ teacher တို့ကဒါကိုဘာလို့ခေါ်တာလဲ bound form လို့ခေါ်တယ်ဒါကိုဘာလို့ခေါ်လဲဆိုရင် set form လို့ teacher တို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင် teacher တို့ကနောက်တစ်ခုကဘာလဲဆိုရင်ဒါ bound form ကို save လုပ်လိုက် teacher တို့က custom က customer form လို့ create လုပ်ရင်ဒီကိုရောက်လာတယ်ကဲပေးလိုက်မယ်နောက်တစ်ခုက order table create form ဆိုပြီးတော့မှ save လုပ်လိုက်တဲ့ခါကြလို့ရှိရင် teacher တို့က order form ဆိုပြီးတော့မှ create လုပ်လိုက်ဟုတ်ပြီနော်နောက်တစ်ခုက product create form ဆိုလို့ရှိရင်ကျွန်တော်ဒါသူ့ကို teacher တို့ save လုပ်လိုက်မယ်အဲ့ဒါဆိုဒါလေးက bound form အောက်မှာက set form product form ဆိုပြီးတော့မှ create လိုက်တဲ့ table 3 form 3ခု create လုပ်ပြီးသားဖြစ်သွားအဲ့တော့အဲ့ဒီ form လေးထဲမှာဒီကခုနက create လိုက်တာ form link ပေါ့တစ်ခုနဲ့တစ်ခု link ချိန်ထားတာပေါ့နော် table တွေကနေ link ချိန်ထားတာ bound form နဲ့ set နော် form ကိုရအဲ့တော့ clay တို့မသိသေးတာပါလဲအခုဒီမှာတချို့ bound form နော် form ကိုတော့ bound form data from the second table set form ဆိုတာကိုရပြီ and bound form ဆိုတာကိုမသိသေးဘူးဆိုပြီး navigation menu လုပ်တဲ့နေရာမှာသုံးတယ်လို့ပြောတယ်အဲ့တော့ teacher က unbound form ကိုလုပ်ပြပါ unbound form ကိုလုပ်တဲ့အခါမှာ create ဆိုပြီးတော့မှကျွန်တော်က blank form တစ်ခုယူလိုက်တာပေါ့နော်အဲ့ဒီ file ကို teacher တို့ကဘာလို့ပြောလဲဆိုလို့ရှိရင် menu navigation လို့ teacher တို့ကခေါ်လိုက်ပါဟုတ်ပြီနော်အဲ့တော့ menu navigation လို့ teacher ပြောလိုက်တဲ့အခါကျတော့ menu form ပေါ့နော် main form လို့ပြောလဲရတယ် menu form main form လို့ပြောလဲရတယ်အဲ့ဒီ form ကျတော့ဘယ်လိုသုံးသလဲဆိုဒီမှာ button လေးတွေရေးတွေ့လား button လေးတစ်ခုယူလိုက်တာပေါ့ teacher ဒီမှာ button လေးမှာဘာလုပ်ချင်တာလဲဆိုရင် record operation ဒီမှာ form operation form ထဲမှာ open form ဖွင့်ချင်တာပြီးရင်ဘာ form ဖွင့်ချင်တာလဲ customer form ဖွင့်ချင်တာဆို customer form ရေးလိုက်အောင် open the form and display specify data to display လာ open the form and show all record လာဆိုအကုန်လုံးပြမယ်ပေါ့နော်စာသားကို picture နဲ့ပြမလားစာသားနဲ့ပြမလားဒီကျစာသား open custom မြာ customer form ဆိုတဲ့စာသားနဲ့ပြမယ်ဆို next ကိုနှိပ်လိုက်တယ် finish ပေါ့နော်နှိပ်လိုက်တဲ့ခါကျလို့ရှိရင်ဒီလိုလေးဖြစ်သွားတယ်အဲ့တော့အဲ့နေရာမှာ save လုပ်ပြီးတော့မှ form view နဲ့ကြည့်လိုက်လို့ရှိရင် open customer form ဆိုတဲ့ button လေးနိုင်ဒီမှာ customer form လေးထွက်အဲ့ဒါမျိုးသူကဘာလဲဆိုလို့ရှိရင်သူက navigation လုပ်ဖို့အတွက်ပဲသုံးတာအဲ့ဒါမျိုးဒီချက်တော့ဘာလို့ခေါ်ရလဲဆိုလို့ရှိရင်ဒီချက်တော့ဒီဥစ္စာကိုကျတော့ဒီချက်တော့ဘာလို့ခေါ်လဲဆို unbound form ဆိုပြီးတော့မှဒီချက်တော့ခေါ်ပါတယ်ဟုတ်နော် okay အဲ့တော့အဲ့ဒါကိုဒီချက်တော့ create လုပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီ form တွေ create လုပ်ပြီးတဲ့ခါကျလို့ရှိရင် form 3ကို create လုပ်ပြီးရတဲ့ဒီချက်တော့ဘာထပ်လုပ်ရလဲဆိုလို့ရှိရင်
teacher တို့ဒီမှာ data input သွင်းမယ်ပေါ့နော်ဒီ data input တွေကိုသွင်းမယ်ဒီ data input တွေသွင်းမယ်ဆိုအခုဒီမှာရှိတဲ့1ဒါဆိုလို့ရှိရင်1 2 3 1 to 13ရှိမယ် gold ticket silver ticket bronze ticket တွေဒါတွေရှိမယ်ပေါ့နော်အဲ့တော့လို့မျိုးရှိတဲ့ဥစ္စာကိုဗာလဲဆိုလို့ရှိရင် teacher တို့ကတစ်ခါတည်းပဲ data ဖြည့်မယ်ပေါ့နော် miss hall winner ဆိုပြီးတော့မှ data ဖြည့်မယ်ပေါ့အဲ့တော့ data ဖြည့်တဲ့အပိုင်းကိုတော့ teacher တို့ကဘာလုပ်ပေးမှလဲဆိုလို့ရှိရင်ခုနနေကြလို့ရှိရင်ပြပေးမှာပေါ့နော် play တွေဖြည့်အောင် user file call Gigwell DB provide your teacher to rest of the database related test for customer DBA product DBA data entry form create လုပ်မယ်ပေါ့နော်အဲ့တော့ data entry form create လုပ်တဲ့အခါမှာ form ကိုဘယ်လိုပုံစံ design ဆင်မလဲဆိုဒီလိုပုံစံ design ဆင်ဒီမှာတွေ့လားဒီလိုပုံစံ design ဆင် customer detail form ကိုပြမယ် customer ID title ဒီလိုပုံစံဖြစ်အောင်လို့ဒီတို့ပြမယ်ဆိုတော့အဲ့ဒီပုံစံလေးဖြစ်အောင်ကျွန်တော်ဘယ်လိုပြင်ဆင်မလဲဒါကဘာလဲဆို customer detail form လေးကိုပြင်ဆင်တာဒါလေးက customer order form လေးကိုပြင်ဆင်တာအဲ့တော့ပြီးတဲ့အခါကျလို့ရှိရင်သူ့ကို product DBA ဆိုတော့ product DBA ပေါ့နော်လှလှပပလေးဖြစ်အောင်လို့ဒီချက်တို့ကပြင်ဆင်ရမှာပေါ့နော်အဲ့တော့ customer order form မှာတော့ဒါပါမယ် customer detail form မှာတော့ဒီလို design လေးပြင်ပါ okay ဒီချက်အဲ့လို design လေးဖြစ်အောင်လို့ပြင်ကြည့်ရအောင်အခုနက customer form ဒီချက်ဖွင့်လိုက်ဖွင့်ပြီးသွားတဲ့အခါကျသူ့ကိုပြင်ញင်တယ်ဆိုတော့ဘယ်လဲသွားအောင်လဲ design ဘူးလို့၄ယောက်ဘူးလို့လည်းသွားရမှာပေါ့ဟုတ်တော့ခေါင်းစဉ်ကိုအရင်ဆုံးမလုပ်ဘူးလေဒီလိုက် icon မပါဘူးဖြတ်လိုက်မယ်ခေါင်းစဉ်ကိုအရင်ဆုံးစပြီးမယ် CUSDOM က customer DTAILSD form ဆိုပြီးတော့မှဒီချက်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုဒီချက်တို့ background ကို color ချင်မယ် background color ကိုဒီချက်တို့ကဒီမှာဘာရောင်လေးချင်မလဲဆိုအစိမ်းရောင်လေးပေါ့နော်အစိမ်းလူလေးဆိုမှအပြာလူလေးပေါ့ဒါအပြာရောင်လေးချင်လိုက်ဟုတ်ပြီနော်သို့မဟုတ်သူနဲ့ table ထဲမှာတစ်ထက်တည်းတူတဲ့ဟို color ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စိမ်းပြာလေးနဲ့တူတယ်ချက်စိတယ်ဒီလိုစိမ်းပြာလေးပေါ့နော်ဒီလိုစိမ်းပြာလေးဒါလေးတစ်ချက်ယူလိုက်တာ okay အဲ့တော့ customer ID တို့ဘာလို့သူပေးထားတဲ့ data design ပေါ့နော်သူပေးထားတဲ့ data design ကဘာလဲဆို century gothic ပုံစံ design အဲ့တော့ဒီချက်ကဒီမှာရှိနေတဲ့ဒီ gallery ဆိုတဲ့ဥစ္စာကို CENDURY century gothic ဆိုပြီးဒီချက်ပြောင်းလိုက်ဒီမှာဆိုလက် data ကိုဘာလို့ပြောင်းလိုက်တာလဲဆို CENDURY century gothic ဆိုပြီးပြောင်းလိုက်ဒီ table ကမပါတော့ဘူးဒီချက်ဖြတ်ပလိုက်တော့ဖြတ်ပလိုက်တယ်ပြီးရင် customer ID ကလည်းသူကသေးရမှာ customer ID ကိုသေးရဒါကိုသေးရဒါကကြတော့ဘာလဲဆိုလို့ရှိရင်ဒီမှာ MRS ပြီးတော့သူ့ရဲ့ဘေးနားမှာကဘာတွေရေးရမှာလဲဆိုစာတွေရေးရအဲ့တော့ teacher ဒီဥစ္စာကိုဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီဥစ္စာလေးဒါလေးပေါ့ဒါလေးတစ်ခုတည်းကိုတော့ teacher ဘာလုပ်လို့ရမလဲဆိုလို့ရှိရင်သေးလိုက်ကျန်တာတွေအကုန်လုံးမှာသေးမှာဘာကြောင့်လဲဆိုတော့ width ကဒီလိုတူတူဖြစ်နေတာအဲ့တော့ဒါကိုဘာလုပ်လိုက်လဲဆိုဒီချက်ကခွဲထုတ်လိုက်တာဘယ်လိုခွဲထုတ်လိုက်လဲဆိုဒီမှာဆက်လက်မှတ်ပြီးတဲ့အခါကျရင်သူ့ကို split horizontally ဆိုခွဲထုတ်လိုက်ပြီးတဲ့အခါကျတော့မှချက်သူ့ဒီလောက်လေးပဲယူလိုက်တာပေါ့နော်ဒီလောက်လေးတိတ်ချင်းချင်းလေးယူလိုက်တယ်သူ့ရဲ့ဘေးနားမှာ the value will be automatically assigned ဆိုတဲ့ဥစ္စာကိုစာသားကိုပေါ်ချင်တာ form ထဲကိုသွားပြီးဒီမှာဘာရှိလဲဆို label ထဲမှာ label ကိုယူလိုက် label ယူပြီးဒီချက်ဒီမှာရေးမှာပေါ့ဘာ label ရေးမလဲဆိုလို့ရှိရင်ဒီချက်တို့ကဒီမှာlabel ယူပြီးတော့ဒီချက်ရေးမယ်အဲ့တော့ဘာရေးမလဲဆိုလို့ရှိရင်ခွဲစာကွန်ပျူတာထဲမှာ this value ဒီ value က will be automatically assign ခြင်းလေးဒီ assign ဆိုပြီးတော့မှဒီ data ကိုရေးထည့်လိုက်တော့ဒီဥစ္စာကသွားပြီးတော့ form view နဲ့ကြည့်တဲ့အချိန်မှာဘာဖြစ်နေလဲဆိုလို့ရှိရင်သူတို့နှစ်ခုပေါ့နော်သူတို့နှစ်ခုကိုပေါင်းလိုက်သူတို့နှစ်ခုပေါင်းလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်ဒီဟာကိုဒီချက်ဒီဟာကိုဘာလုပ်လို့ရလဲဆိုဒါကိုဒီဘက်ကိုရှေ့လို့ဒီဘက်ကိုဆွဲထုတ်လို့ရတယ်ဒီညာနဲ့ဒီဘက်ကိုဆွဲထုတ်လို့ရတယ်အဲ့တော့ form view နဲ့ save လို့ form view နဲ့တက်ကြည့်တဲ့အချိန်မှာဒါကောင်မြင်းချောင်းပေါ်လာဆိုမြင်းချောင်းကမပေါ်ဘူးဆို okay အဲ့ဒါဆိုတခုရ design view နဲ့ပြန်တော့နောက်တစ်ခုက title ဆိုလဲအဲ့လိုပဲသူ့ကိုဒီချက်ဘာလို့ရအောင်လဲဆိုရင် split ပေါ့နော်ချက်ထုတ်လိုက်ပြီးတော့မှသူ့လည်းအဲ့ဒီတိုင်းပဲတော့ဘာလို့ရမလဲဆိုဒီနေရာမှာစာရေးရတော့မယ် THIS เนาะ this sorry please ပေါ့เนาะ please SELECT select from list provider PROVID list provider ဒီလိုရေးရမယ်ဆိုသူ့လဲ save လုပ်ပြီး form view နဲ့တွားကြည့် please provider ဟုတ်ပြီเนาะဒါလဲတူသွားပြီနောက်တစ်ခုကိုကြည့်တော့စာ name ကစာ name လာတယ်ပြီးရင်ဘေးနားမှာ first name ကိုထည့်ချင်တာသူ့ကိုလည်းပဲ teacher split horizontally ဆိုခွဲထုတ်လိုက်တယ် first name ဆွဲပြီးဒီဘက်ကိုထည့်လိုက်တယ်
ဒီမှာ first name ရောက်သွားအဲ့တော့ first name ကိုဘာလုပ်လို့ရလဲဆိုရင်သေးလို့ရပါတယ်ဒီ quad ကိုကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်သေးပလိုက်တယ်သေးပလိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဟိုပါပေါ့နော်အဓိကကတော့ဒီကျွန်တော်ဘာလုပ်လို့ရမလဲဆိုလို့ရှိရင်ဒီဟာကိုဒီကျွန်တော်ကဒီဘက် order နဲ့ရွှေ့လိုက်မှာပေါ့နော်ရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဒီကျွန်တော်ဒီဟာကိုထပ်ပြီးတော့ split ခွဲထုတ်လိုက်မယ်ခွဲထုတ်လိုက်ပြီးတော့မှသူ့ကိုဒီဘက်ထဲကိုရွှေ့လိုက်မှာပေါ့နော်အဲ့ကကြောင့်လို့ရှိရင်တော့ရဒါဆိုတော့သူကဒီမှာ first name ဆို first name ပြီးရင်သူ့ကိုဒီချက်ဒီအဝေးကြီးမသွားခြင်းဘူးလေဟိုဘက်ကိုအရန်အဝေးကြီးမသွားခြင်းဘူးလို့ဒီချက်ဒီဘက်ကိုချုပ်လို့ရဒါတွေချုပ်လို့ရဒီကောင်တွေချုပ်လို့ရဟုတ်နော်သူ့ကိုချုပ်လိုက်ရုံနဲ့ကျန်တဲ့ဥစ္စာတွေပါဘာဖြစ်လာမှာလဲဆိုလို့ရှိရင်ကျုပ်ပေါ့နော်အဲ့တော့ okay ဒီအထိပေါ့နော်ဒီအထိဒီကျတော့လောက်ခဲ့ပြီးပြီဆိုလို့ရှင်ဒါပြီးသွားပြီဆိုလို့ရှင်တော့ဒီကျတော့ဒီမှာဒီကောင်လေးပေါ့နော်ဒါလေးတွေကိုဒီဘက်ကိုရွှေ့သူ့ရဲ့ form ကိုလည်းဒါကိုရွှေ့ထားလို့ရနော် form ကိုလည်းရွှေ့ထားလို့ရအဲ့တော့ဒါကြီးအရန်ကိုကြီးနေရလေအရန်ကိုကြီးနေရဆိုတော့ဒါမှမဟုတ်ရင်မလုပ်လိုက်မယ်ဆိုတော့ကောင်းလေးကို delete လုပ်ပြလိုက်နော်သေးလိုက်ပေါ့နော်ဒါတွေဘာလုပ်လိုက်လဲဆိုအနေငယ်သေးလိုက်တော့နောက်တစ်ခုက house number ကိုတကယ်တော့ဘာလုပ်ရမလဲဆိုအပေါ်ကနေအောက်ကိုသူကဘာဖြစ်တာလဲဆိုလို့ရှိရင်နည်းနည်းလေးကြီးချင်တာပေါ့နော်ဒီဟာလေးတွေကိုကြီးချင်တဲ့အခါကျတော့အောက်ကိုဆွဲချလိုက်တယ်ပြီးရင်တို့ကိုဒီမှာမတော့ဒီလိုကြီးပလိုက်အဲ့လိုမျိုးကြီးပလိုက်အဲ့တော့ house number မှာ house ကိုတသက်ထား NUN ဒီက number လို့ပြောင်းလိုက်တယ် house number address 1 address 2တို့ကိုလည်းဒီချာဘာလုပ်ချင်တာလဲဆိုဟိုဖြစ်ချင်တာပေါ့နော်ဒီမှာအောက်ကိုတို့လည်းဒီချာဒီဥစ္စာကိုheight ကိုရှေ့ချင်တာ height ကိုရှေ့တာဆိုရင် 0.2 ကနေ 0.3 လောက်ထားချင်တာ။ဘာမှမလို့ရင် 0.5 လောက်ထားလိုက်။တော့တကောင်ဆိုရင်ဒါဆိုရင် height ကို 0.5 လောက်ထားလိုက်။သူ့ရဲ့ height ကိုလည်းတို့ရဲ့အကုန်လုံးရဲ့ height ကိုလေဘာလုပ်လို့ရလဲဆိုရင် 0.5 သို့မဟုတ် 0.4 အဲ့ဆိုညှိအောင်ထားလို့ရ။အဲ့ဆိုရင်ဒီချက်တော့ဘာဖြစ်သွားပြီလဲဆိုတော့ဒါဒီ save လုပ်လိုက်တယ် form မျိုးနဲ့ကြည့်လိုက်တယ်အဲ့ဆိုရင်ဒီချက်တော့သူလောက်ခိုင်းထားတဲ့ပုံပေါ့ဒီမှာတွေ့လား customer id 1 this mrs or vina ဒီ data ထည့်ကြည့်ရအောင်ဒီ data ထည့်ကြည့်အဲ့တော့ customer id က1မယ်ဒီမှာကဘာလဲဆိုလို့ရှိရင် ms ပေါ့နော် ms ကိုထည့်လိုက်တယ်ဒီချက်တော့ဒီမှာ1ရှိနေပြီသားမလို့ပေါ့နော်ဒါပိတ်ကြည့်လိုက် okay ဆိုပြီးတော့မှ yes ဆိုပြီးတော့မှ customer table ဖွင့်ကြည့်လိုက်customer table မှာဒီချက်တော့ဒါပထမတစ်ခုကိုဖြည့်ပြီးသားဖြတ်လိုက်တာပေါ့ဖြတ်လိုက်မိတာဖြစ်တဲ့အတွက်ကြောင့်မို့သူကအဲ့လိုမျိုးပြတာပုံမှန်ဆိုရင်ခုနကတော့လာဖြတ်လိုက်တယ်3ဖြစ်သွားတယ်เนาะပုံမှန်ဆိုတာဘာဖြစ်ရမှာလဲဆို1ဖြစ်ရမှာပေါ့เนาะဒါပေမဲ့ရိုက်ထည့်လို့မရဘူးဒါဆိုရင် HALM နောက်တစ်ခုကဘာလဲဆို VERNA နောက်တစ်ခုကဘာလဲဆို house number ဘာလို့မလဲဆိုလို့ရှိရင်236နောက်တစ်ခုက MOUNE မှာ STREET ပေါ့နော်နောက်တစ်ခုကဒီတို့ဒီမှာလိုအပ်နေတယ်ဆိုလို့ရှိရင် data ပြန်မြင်ရအောင်နော် EASIE ရဲ့နောက်တစ်ခုက USE နော်အဲ့လိုမျိုး teacher တို့ data ဖြည့်ရဟုတ်ပြီနော်ဒါဆို teacher တို့ data ဖြည့်ပြီးသားဖြစ်သွားပြီ customer form save လုပ်လိုက်ပြီး next ကိုသွားတယ်ဆိုရင်နောက်တစ်ခုထားတစ်ခုရွေးလိုက်တာနဲ့ format ဖြစ်လာတာ automatically ပြတယ်ဆိုတော့ဒါဆိုတစ်ခုဖြစ်သွားပြီပေါ့နော်တစ်ခုပြီးသွားပြီးတော့မှ data တွေကိုပြန်ဖြည့်ပါမယ်နော်ဟုတ်ပြီလား okayနောက်တစ်ခုအကြတော့ဗာလဲဆိုလို့ရှိရင် customer TV ရဲ့ပြီးတဲ့အခါမှာ select the order table ကို create လုပ်ရအဲ့တော့ order table ကို create လုပ်တဲ့အခါမှာဒါပြီးသွားပြီပေါ့နော် save လုပ်ပြီးတော့မှပိတ်လိုက်မယ် yes ပေါ့နော် yes ဆိုပြီးတော့ပိတ်လိုက်မယ်အဲ့တော့ခုနက customer TV ရဲ့ထဲမှာချစ်လို့ထည့်လိုက်တဲ့ data value ပြောက်သွားတယ်သူက3ဆိုတဲ့ value နဲ့ရောက်သွားတယ်ပေါ့နော်
အဲ့တော့ဒီချေကအရှိမဒါတို့သမီးတို့စမ်းပြထားတဲ့အတွက်ကြောင့်မို့3ဖြစ်နေတာဒါတို့သမီးတို့ဒီဟာကိုပြန်လုပ်စရာတော့မလိုဒါတို့သမီးတို့ကဘာမှမရရဘူးဆိုဒီနေရာမှာ1လို့ဖြစ်နေတယ်အဲ့တော့ဒီချေကတော့ဒီ table ကိုမလုပ်ပေးမလဲဆိုလို့ရှိရင်ပြင်ပေးမယ်ခဏလေးပေါ့နော်yes okay ဆိုပြီးတော့မှဒီမှာဒါလေးကိုခဏလောက်ဖြုတ်လိုက်မယ်ဒီချက်အရင်ဆုံးဒါကိုပြင်နေတာနော်ပြင်မှာမို့လို့ပြီးရဒီချက်ပြန်ပြီးတော့မှလုပ်ပြီးတော့ဟုတ်တော့ delete ဆိုခဏဖြုတ်လိုက်မယ် customer detail ကိုပိတ် yes ပေါ့နော်ဒါကိုဒီချက်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင်ခဏလောက်ဖြတ်လိုက်တော့ဖြတ်လိုက်ပြီးတော့မှဒီ TBL ထဲမှာရှိနေတဲ့အဓိကဒီ data ကိုဒီချက်ပြင်နေတာပြင်ရင်တော့ relationship ချိန်ထားရင်ပြင်လို့မရဒါကြောင့်မလို့ number လို့ထားလိုက် number လို့ထားမယ် save လုပ်မယ်ပြီးရဲ့အခါကျလို့ရှိရင်ဒီချက်ဒီကောင်ကိုသွားပြီးတော့ data sheet ပြီးတော့သွားမယ်ဒီနေရာမှာဒီချက်1လို့သွားထည့်လိုက်အဲ့ဒါဆိုထည့်လို့ရပြီးတော့မှသူ့ကိုပြန်ပြီးတော့မှ design view နဲ့ပြန်သွားပြီးတော့မှသူ့ကိုဒီချက် auto number ပြန်ယူမှာเนาะ auto number ပြန်ယူမှာအဲ့တော့သူကဘာပြဿနာရှိလဲဆိုရင် yes เนาะအဲ့တော့ customer ကိုပြန်ဖွင့်လိုက်ရင်1ပြန်ဖြစ်သွားတယ်သူ့ရဲ့ design view နဲ့သွားကြည့် number ပဲဖြစ်နေပေါ့အဲ့တော့တခုကဘာလို့လဲဆိုဒါကို primary key ပေးဒီ customer ကိုဖြတ်ပလိုက်ပြီးတဲ့ခါကျရင်သူ့ရှိမှာ insert row ပြန်တို့ CUSD customer ID ဆိုပြီးတော့ auto number ပြန်ပေးလိုက်ပြီးရင်တရားကိုဖြုတ်ဒီမှာ primary key ပြန်ပေးအဲဆို save လုပ်ပြီးတော့မှ data sheet view ပြန်ကြည့်လို့ရှိရင်1ပြန်ဖြစ်သွားတယ် data design view နဲ့ကြည့်လို့ရှိရင် auto number ပြန်ဖြစ်သွားတယ် database tool ထဲကိုသွားပြီးတော့မှ customer ID နဲ့ customer ID နဲ့ချိန်လို့ရှိရင်လည်းဒါဆိုရင်ဒီချက်တို့ကဒါ F4 ဆိုတော့နော်ယူလိုက်လို့ရှိရင်ပြန်ဖြစ်သွားတယ်အဓိကကတော့ play လို့လုပ်စရာမလိုဘူးဒီချက်စီမှာဘာလို့အဲ့လိုလုပ်ရလဲဆိုခုနကတော့ဒီချက်က3လို့ဖြစ်နေလို့1လို့ကျွန်တော်ပြန်ပြင်ရတာဒါတော့ဒီပိုင်းလုပ်စရာမလိုဘူး okay နောက်တစ်ခုကြာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီချက်တို့က create ထဲမှာ form wizard ထဲမှာဘာကို create လုပ်ရလဲဆိုလို့ရှိရင်ဒီချက်တို့ကဒီ order table ပေါ့နော်ဒီချက်တို့ order table ကို create လုပ်မယ် data ဟိုဘက်ကိုအကုန်လုံးပို့လိုက်တယ်ဒါ form နောက်တစ်မျိုးလုပ်တဲ့ဥစ္စာပို့လိုက်ပြီးတဲ့အခါမှာသူ့ရဲ့ဒီပုံစံပေါ့နော်ပုံစံကိုရွေးတဲ့အခါမှာတော့ column ပေါ့နော် columnar ထည့်ယူလာဒီလိုမျိုး columnar နဲ့ပဲသွားမယ်ပေါ့ column ပုံစံနဲ့ပဲသွားမယ်အဲ့တော့အဲ့လိုမျိုးသွားတဲ့အခါမှာဒီမှာဘာတွေရှိလဲဆိုလို့ရှိရင် customer table and then click တွေပဲပြီးတော့နောက်တစ်ခုကဘာကိုယူရလဲဆိုတော့ဒီကောင်ကိုလည်းယူရမယ် customer table ကိုလည်းယူရမယ်အဲ့တော့ဒီတဲထဲမှာဘာတွေပါလဲဆိုရင်ခုနက customer order form ကို create လုပ်ချင်တာပေါ့ customer order form ကို create လုပ်တဲ့ခါကျရင် customer table တွေက data တွေအကုန်လုံးကိုလည်းပို့မယ်ပြီးတဲ့ခါကျရင် order table တွေကနေပြီးတော့မှဘာတွေပို့မလဲဆိုရင် order ID နောက်က product ID နဲ့နောက်တစ်ခုကဘာလဲဆို quantity နဲ့ page ကိုလည်းဒီချက်ပို့မယ် next ကိုနှိပ်လိုက်table နှစ်ခုဖြစ်သွားနှစ်ခုပေါင်းလိုက်ပြီးရင် next ကိုသွားပြီးတော့မှtabular နဲ့သွားမလား data sheet နဲ့သွားမလားပေါ့နော်အဲ့တော့ဒီချက်တို့ကတော့ဒီဘက်မှာ form ဝင် set form လို့ရေးပြီးတဲ့ခါကျတော့မှရှင်းတို့အဲ့နေရာနေပြီးတော့မှဘာကိုရွေးလိုက်လဲဆိုလို့ရှိရင် customer data sheet ကိုရွေးလိုက်တာပေါ့နော်ဒီမှာ data sheet ကိုပဲရွေးလိုက်ပြီး next ကိုနေပြီးတော့မှ form ရဲ့ name မှာမလုပ်ပြီးမလဲဆိုရင် CUSDOME က customer ORD က order form ဆိုပြီးဒီချက်ယူလိုက်set form ကိုတော့ဒီချက်တို့ကဟိုမပေးတော့ပါဘူးနာမည်မပေးတော့ဘူးเนาะပြီးရင် finish ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်ဘာထွက်လာလဲဆိုတော့ customer နဲ့ customer order form ထွက်လာတယ်ဒီလိုမျိုး table ပါထွက်လာတယ်ပေါ့နော်သူတို့နှစ်ခုတွဲထားပြီးသား table ပါထွက်လာမှာဒါပေမဲ့ order ID ဒီချက်တို့မထည့်ရသေးတော့ပေါ်မှာမဟုတ်ဘူး order ID ထည့်ထားရင်ပေါ်လိမ့်မယ်ဆိုတော့အဲ့ဒါအောင်လဲသူ့ကိုဘယ်လိုပုံစံပြင်ပါလဲဒီလိုဒီမှာပြထားတဲ့ပုံစံအတိုင်းပဲဒီချက်တို့ဒီမှာပြင်ဆင်မယ်ပေါ့နော်ဒီပုံစံဖြစ်အောင်ပြင်ဆင်ပါမယ်ဆိုပြီးတော့အဲ့တော့ဒါဆိုရင်ဒီချက်တို့ကအခုဒီမှာသူ့ကိုဘာလုပ်မလဲဆို design view နဲ့သွားလိုက်မယ် customer order form ဆိုပြီးတော့မှဒီချက်တို့နှိပ်လိုက်မယ် background color ခုနကပြထားတဲ့အတိုင်းလုံးတာအစိမ်းရောင်လေးပေါ့နော်ဒါလေးယူလိုက်မယ်ယူပြီးသွားတဲ့ခါကျလို့ရှိရင် customer order form ကိုဒီချက်တို့တော့ဒါလေးယူသွားပြီဆိုလို့ရှိရင်ဒါလေးယူပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီ customer ရဲ့ ID ပေးနာမှာကျွန်တော်ဗာထည့်မလဲ customer country ကိုထည့်ချင်တော့ country ကိုထည့်ချင်တာအဲ့တော့ဒီပေးနာမှာဒီ country ဆိုတဲ့ဟာလေးကိုကျွန်တော်ဗာလုပ်လိုက်လဲဆိုလို့ရှိရင်ရွှေ့လိုက် country ဆိုတာလေးထည့်လိုက်တယ်ပေါ့နော်ကျန်တာတွေကတော့ဘာမှတိတ်ပြီးထူးခြားမရှိပါဘူးဒါဒီဘက်ကိုရွှေ့လိုက်မယ်ဒီဟာတွေပေါ့ဒါကို title ကိုတဝက်လောက်ရွှေ့လိုက်မယ်ကျန်တာတွေကစာနေ first name
နောက်တစ်ခုကရှိမယ်ဆို house နေရှိမယ်သူညီအောင်ညှိပေးလိုက်တယ်ပေါ့နော်ညီအောင်ညှိပေးလိုက်တယ်ဒီ address မှာ address လို့ရှိမယ်နောက် order table ရှိမယ် order table ထဲမှာဒီ data တွေပါမယ်ပေါ့နော်အဲ့တော့သူ့ကိုချက် save လုပ်လိုက်မယ် save လုပ်ပြီး form နဲ့ကြည့်လို့ရှိရင်ဒီလို form ဖြစ်လိမ့်အဲ့တော့ teacher တို့က order table ထဲမှာဘာမှမထည့်ထားသေးဘူး order table ကိုလည်း order table ကိုလည်းထည့်လိုက်မယ်ဥပမာဆိုတော့เนาะ order id 1က customer id 1ဖြစ်တယ် product id ကမရှိသေးဘူး product id ကဘာမှမထည့်ရသေးဘူးအဲ့တော့ product id က1ကို description ကို teacher က5လို့ထည့်လိုက်မယ် size ကိုဒီအရှိမပေါ့เนาะဒီ product data ထည့်တဲ့ပုံစံရှိအဲ့တော့ number 1က gold ticket 2က silver ticket 3က bronze ticket ပေါ့เนาะ size က teacher တို့ကဘာမှမထည့်လဲရတယ်လေဟုတ်နော် size ကဘာမှမထည့်လဲရတယ်အဲ့တော့ဒီမှာကတော့သူ့ကို100လို့ပြောထားဆိုတော့100လို့ထည့်လိုက်တာဟုတ်နော်နောက်တစ်ခုကကြတော့ဒီမှာပါလဲဆို silver ကိုဘယ်လောက်လဲဆိုလို့ရှိရင်80အဲနောက်တစ်ခုကကြတော့ဒီမှာပါလဲဆိုလို့ရှိရင် bronze ကဘယ်လောက်လဲဆို85ကျပ်လို့ပြောထားပြီးသားဒါပေမဲ့ဒီမှာလေ3 day 4 day 5 day ဖြစ်နေတော့လားအဲ့ဒါလဲခုနကတော့လိုပဲ1ကနေစမထည့်လို့ပေါ့နော်အဲ့လိုဖြစ်နေတာအဲ့တော့ဒီချက်ခိုင်းလိုမျိုးပဲလုပ်ပေးပါမယ် product DBA ကိုဒီချက်ဖွင့်လိုက်တယ်ဖွင့်သွားတဲ့ခါကျရင် design view ထဲသွားတယ် product ID ကို primary key ကိုဖြုတ်လိုက် primary key ကိုဖြုတ်ချင်တယ်ဆိုဒီတိုင်းလုံးလုံးမရအောင်ဒီဘယ်တွေအကုန်လုံးကိုပိတ်ပြီးသွားတဲ့ခါကျတော့မှဒီမှာရှိနေတဲ့ primary key ကို delete လုပ်ရအောင် delete လုပ်လိုက်ပြီးတဲ့ခါကျတော့မှ save လုပ်ပြီးတော့မှ product DBA ကိုဖွင့် design view ထဲကိုသွားပြီးရင်ဒီဟာကို primary key ပေးဒီ product ID ကိုဘာလုပ်မလဲဆိုလို့ရှိရင်ဒီချက်တို့က delete လုပ်လိုက်ပြီးရင်ပြန်ထည့် insert ကိုမှာ auto နဲ့မှာပြန်ယူအဲဆို save လုပ်လိုက်ပြီးတော့မှ data sheet view နဲ့တော့ကြည့်လိုက်လို့ရှိရင်1 2 3ပေါ့နော်အစဉ်တိုင်းတော့မဟုတ်ဒါပေမဲ့1 2 3တော့ဖြစ်သွားပါဘူးဆိုတော့ဒါပေမဲ့ဒီမှာသူကတော့ auto နဲ့မှာဖြစ်သွားမယ်ပြီးသွားရင်သူ့ကို primary key ဖြုတ်သူ primary key ပြန်ယူနောက်ပြီးတော့ save လုပ်ပြီးတော့မှ data sheet view ပြန်ကြည့်1 2 3ဖြစ်သွားအဲ့ဒါပြီးတော့မှ relationship တွေပြန်သွား product ID ကိုပြန်ပြီးတော့မှ create ဘာကြောင့်လဲဆိုတော့ဒီချက်လိုမျိုးဖြစ်မှာဆိုလို့ပါဒီချက်ရှေ့မှာ table 3ခု create လို့တော့စတင်နဲ့တင်ခဲ့တာဆိုတော့ data တွေထည့်ခဲ့တော့1 2 2တွေကပါနေပြီးတော့မှဖြတ်ထားတော့မကြမ်းခဲ့ဘူးဖြစ်သွားပါတော့အဲ့တော့ product ID 1 quantity ကဘယ်လောက်လဲဆို product ID က9ပေါ့နော်ဒါ quantity က1ပေါ့ဒီလိုမျိုးထည့်လိုက်တာဒါဆိုရင်ဒီမှာ gas ID က1ပဲsaver ကိုယူလိုက်တယ် product ID 1ပေါ့ပိတ်လားဆိုလို့ရှိရင်မပိတ်ရတာဆိုလို့ရှိရင် yes လို့ပြောင်းလိုက်တယ်ဆိုတော့ save လုပ်လိုက်တယ်အဲ့လို save လုပ်လိုက်တော့ခုန customer order form ပြန်ကြည့်ရင်1ဆိုရင်ဒါသူ့ကိုယူထားရပေါ့အဲ့ဒါပေးလားမပေးဘူးလားဆိုတဲ့ဥစ္စာမျိုး check လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါပြီးသွားတဲ့ခါကျလို့ရှိရင်တော့ data ဖြည့်တဲ့ဘိုင်ကိုပြပေးပါဟုတ်ပြီနော်ဆိုတော့ဒါပြီးသွားလို့ရှိရင် clay တို့က data ဖြည့်ရဒီလိုပုံစံဖြည့်ရ customer ID မှာ1 2ဖြည့်ရမယ် product table မှာဒါဖြည့်ရမယ် order table မှာဒါဖြည့်ရအဲ့တော့ဒီချက်ပထမဦးဆုံးအနေနဲ့ဒီ table ပြီးသွားပြီเนาะပြီးသွားတဲ့အခါမှာ customer TBL ထဲမှာ miss order ဖြည့်ပြီးသားဆိုဒုတိယမြောက်ဖြစ်တဲ့ Mr. ဘာလို့လဲဆိုလို့ရှိရင် JOH and John ပေါ့เนาะ Mr. John ဆိုတဲ့သူကိုဒီချက်ဘာလို့ပေးမလဲဆိုပြီးဖြည့်ပြပါမယ်ဒီမှာပေါ့เนาะ JOH and John နောက်တစ်ခါကကျတော့ SMID Smith ဆိုပြီးတော့မှ111နဲ့နောက်တစ်ခုကကျတော့ MOUND မှာ STREET street ပေါ့နော်ဒီနေရာမှာ ESTELLA Stella USA ဆိုပြီးတော့မှဒီချက် table ဖြည့်လိုက်ဒါတစ်ခုပါနောက် order table ကိုဖွင့်ပါမယ် order table ကိုဖွင့်ပြီးသွားတဲ့အခါကျရင် order ID ခုန order ID 12ပေါ့နော် customer ID 12 order ID 12မှာဒီချက်တို့ကorder ID မှာ12ပေါ့နော် customer ID 1 AG ပဲ1 AG ပဲ111ပေါ့နော်111ဒီမှာဆို2တွေဒီမှာဆိုရင်2တွေဒီမှာဆိုရင်2တွေဒီ customer ဒီ2ယောက်ရှိတာ2ယောက်ရှိတော့11222ဆိုပြီးတော့ထည့်လိုက်မယ်ဒီမှာလဲ clay လို့ကြိုက်တာရွေးလို့ရတယ် gold silver bronze เนาะဒါဆိုရင်1 2 3ပိတ်ကို yes or no chat box နဲ့တွားချင်းတွားလို့ရတယ်ဒီမှာတော့မပြတော့ဘူးနောက်တစ်ခါကျဒီမှာပါလဲဆိုလို့ရှိရင် TS ဒီမှာမပြအောင်ဒါပေမဲ့ TS ပေါ့เนาะ TS ရှိမယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီထဲကဟာပဲရွေးရမယ်လို့ပြောထားတယ်အဲ့တော့ဒီချက်တို့အစောကတည်းကဒီမှာသွားပြီး design view ထဲသွားကြည့်တော့ဒီဟိုပါပေါ့နော် customer order ထဲမှာ product ID တွက်တဲ့အခါမှာဒီချက်တို့ကဒီ product ID ထဲမှာသွားပြီးတော့ရွေးထားတာ gold silver bronze ပဲရှိနေလို့
ဟုတ်ပြီနော်ဒီချက်တော့ TS တို့နော်ဒီအခါကြလို့ရှိရင် okay TS ဆိုလို့ရှိရင်45ချက်နောက်ခါ SS ဆို SS ဆိုလို့ရှိရင်30လား35ချက်လားမသိဘူး30နဲ့တူတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမထည့်ထားလို့မပေါ်တာအခုဒီမှာဆိုလို့ရှိရင် data sheet view ထည့်ထားပြီဆိုလို့ရှိရင်ဒီမှာပေါ်မယ်ဟုတ်တယ်လားဥပမာပြ TS နော် TS ဆိုပေါ်အဲ့တော့ခုနက product ID ထဲမှာဒီချက်ဘယ်လိုလုပ် TS SS ပြရမယ်နော်description ထဲမှာ SS လို့ပေးရအဲ့ဒါမှ order ထဲမှာမလုပ်ပေါ်မလဲဆိုလို့ရှိရင် SS လို့ပေါ်မယ်ပေါ့နော်5ခုပေါ့ဒါ3ခုပေါ့ဒါ2ခုပေါ့နော်ဒီလိုမျိုးတစ်ချက်တို့ဒီ goal တော့မဟုတ်ဘူးပေါ့နော်ဘာကြောင့်လဲဆို goal ကသူယူထားပြီးသားဒါ TS ဒါက SS သူကကြတော့ဗာလဲဆိုရင် goal ပေါ့နော်သူကကြတော့ silver ပေါ့သူကကြတော့ bronze ပေါ့နော်သူကကြတော့ဗာလဲဆိုလို့ရှိရင် TS ပေါ့နော် goal silver bronze TSS နောက်တစ်ခုလည်းလိုပဲသူ2ပဲပေါ့နော်2ကိုပဲ SS ဆိုပြီးတော့မှသူထည့်လိုက်ပါပေါ့နော်ဒါတွေကတော့3တို့2တို့5တို့เนาะဒါ4တို့ကြိုက်တာထည့်လို့ရပါတယ်နောက်ဒီထဲမှာလည်းတချို့ဟာတွေဆိုလို့ရှိရင်တော့ပေးပြီးသားဆိုရင် yes ပေါ့တချို့ဟာတွေဆိုရင်ပေးပြီးသားဆို yes မပေးရသေးဘူးဆိုရင် no ပေါ့နော်ဒီလိုမျိုးတွေဒီချက်တို့ထည့်ပြီးလို့ရတယ်အဲ့တော့ဒါဒီပါလဲဆို order table ကိုဖြည့်လိုက်နောက်တစ်ခုက product table မှာတော့အကုန်ဖြည့်ပြီးသားဒါ table အကုန်လုံးဖြည့်ပြီးသွားပြီအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့က form လေးဆန်းလို့ရတာ customer form အဆုံးသက်ကိုကြည့်လိုက်တစ်ခုပြီးတစ်ခု2နှစ်ခုရှိတယ် order form 1ဆိုလို့ရှိရင်1ပဲတော့ customer ID က1ဝယ်ထားတဲ့ဥစ္စာတွေတွေ့လားဒါလို့ customer ID 2လို့ customer ID 2ဒုတိယခုကိုနှိပ်လိုက်ရင် customer ID 2ဆိုရင်ဒီမှာ2ဝယ်ထားတဲ့ဥစ္စာတွေတွေ့လားဒါဆိုရင်ရှေ့ကိုသွားရင်ဒါက1ဝယ်ထားတဲ့ဥစ္စာဒါက2ဝယ်ထားတဲ့ဥစ္စာတွေအဲ့လိုမျိုးသူကပြပါလိမ့်မယ်ဒါဒီပါလဲဆိုလို့ရှိရင်ဒီချက်လို့လုပ်ရမယ် form ကို create လုပ်ရမယ်ဥစ္စာဟုတ်ပြီနော်အဲ့တော့ form တွေအကုန်လုံးပြီးတဲ့အခါကျလို့ရှိရင်ဒီချက်တို့ကဒီမှာ queries ခေါ်တာမျိုးတွေ report ထုတ်တာမျိုးတွေကိုနောက်နေ့ကျမှသင်ပါဟုတ်ပြီနော်